ဘဝမှာတယောက်တည်းရုန်းကန်နေရလို့စိတ်တမကြပါနဲ့တယောက်တည်းဆိုလဲတယောက်တည်းဖြစ်အောင်လုပ်ပါအားမငယ်ပါနဲ့လူတိုင်းမှာပြီးပြည့်စုံတဲ့မွေးရပါပါရမီဆိုတာဘယ်သူမှပါမလာကြဘူးဘဝဆိုတာလှင်ငယ်တစ်စင်းနဲ့တူတယ်ကိုဥတီယာကိုရောက်ဖို့ကိုယ်တိုင်ပဲ့ကင်နိုင်ရမယ်ဘယ်သူမှအာမကိုပါနဲ့ငွေမရှိရင်လောကကြီးမှာနေရတာမျက်နှာငယ်တယ်အရှိဆိုတာလဲငွေရှိမှအရှိရှိတာအမျိုးဆိုတာချွေရှိမှအမျိုးတော်ကြတာဒါလောကလူတဘာဝနေရမှာပဲကိုလျှောက်မဲ့လမ်းကိုယ်တိုင်ဖောက်ပါလူတိုင်းဟာကိုယ်အစဉ်ပြေရင်ကြိုဆိုမဲ့သူတွေရှိပေမဲ့ကိုယ်အစဉ်မပြေရင်ဘယ်သူမှအရေးမလုပ်ပါဘူးဘဝဆိုတာလက်တွေ့ခံစားဖို့မှာကိုယ်ချင်းစားတတ်တာလက်တွေ့မခံစားဘူးသူကကိုယ်ချင်းမစားတတ်ဘူးကိုယ်အတွက်ပဲကိုကြည့်ကြတယ်ကိုယ်လက်မီးလောက်မှပုံမှန်သိကြတယ်အပြောကောင်းတဲ့လူတွေကိုသတိထားပါအပြုံးချူချူလေးနဲ့လှုပ်ရှားသူတွေကိုသတိထားပါကိုဘဝမြင်အောင်ဘယ်ဖန်ဆင်းရှင်မှလုံးမပေးနိုင်ပါဘူးကိုသားလျင်ကိုရဲ့ဖန်ဆင်းခြင်းအစစ်ဖြစ်ပါတယ်ဘဝဆိုတာနှိမ့်လိုက်မြင့်လိုက်ပါပဲအမြဲတမ်းနှိမ့်ချမနေပါဘူးအပြောင်းလဲဆိုတာအမြဲရှိတယ်သင်ခန်းစာတွေယူထည့်ရင်ရမယ်ဘာပဲဖြစ်ဖြစ်လောကဇက်ခုံမှာဇက်စရာအလိုက်ကရတဲ့အခါမင်းသားနေရာကတရုတ်ဆောင်ရတာရှိတယ်လို့တခါတလေကြလူချမ်းနေရာကတရုတ်ဆောင်ရတာလည်းရှိရပဲဝမ်းနဲ့မနေပါနဲ့စိတ်ထဲမကြပါနဲ့အခွင့်အရေးဆိုတာနှခါမလာတတ်ဘူးကံဆိုးခြင်းတွေပြီးရင်ကံကောင်းခြင်းတွေရောက်လာပါလိမ့်မယ်မုံတိုင်းပြီးရင်လေးပြေးလာတယ်လို့ပေါ့အဓိကစိတ်သက်ခိုင်မာဖို့စိတ်ထဲမကြဖို့ဘဝကိုအရှုံးမပေးဖို့ပါပဲအောင်မြင်တာရှိတယ်လို့ရှုံးနေတာလည်းရှိမှာပါပဲအောင်နိုင်သည်ဖြစ်စေရှုံးနေသည်ဖြစ်စေအဓိကခန္ဓာရည်ရှိဖို့နဲ့စိတ်ဓာတ်တွေကြိုးပြက်ရင်းရိုင်မသွားဖို့ပဲအရေးကြီးပါတယ်